လို့ကောင်းတယ်မင်းတို့ရောရက်ခွန်ကြီးဘယ်ကောင်လဲမလဲရမိုင်းရကောင်ငါရှိလာခဲ့ရမင်းတို့ကောင်းတယ်ဒီတော့မှဆိုးကြီးဆိုတဲ့ကောင်မနာဘူးရကျန်တဲ့ကောင်လာခဲ့ရဒီကောင်ကအဲ့ရှိအော်ဒီတင်တယ်ဘာကောင်လဲမသိဘူးပါဒီကောင်ကဘာပဲဖြစ်ဖြစ်နေကျွန်တော်မကြောက်ကျွန်တော်ဒီကောင်ရက်ကွက်ထဲမှာရှိရက်ကွက်နိုင်ရှင်းတယ်နော်အဲ့မင်းရွာရှိမအကြီးကြီးနေမှာဖြစ်နေမသိမယ်ဘယ်လိုကောင်းများငါ့ကိုဆေးဟုတ်လားမင်းအခုခနဲ့နောင်နှမ်းများရှင်တန်းလန်းပြေတော့ရဒီရက်ကွက်ထဲမှာငါစိုးနော်မင်းသိမယ်အခုပြေးလိုက်တော့လို့မင်းအရှင်ပေးထားရနော်မပြေးရှင်းတယ်နော်1 2 3 4 5မင်းပြေးတော့လို့ရမင်းဒီရက်ကထဲမှာငါစိုးဆိုတာမသိဘူးလားရမင်းငါပြေးမို့အရှင်ပေးရအောင်ငါမင်းတပည့်မလားမင်းအခုမသိရှင်ပြန်လိုက်တော့နော်ဒီရက်ကွက်ထဲမှာငါအခုမှရောက်တယ်ဆိုပေမဲ့ငါရဲ့အဆောင်မင်းမြင်ရှင်းလားမင်းသိမယ်မင်းပြောရင်စကားလိုပဲမင်းလည်းတန်ပြေးလိုက်ငါပြောရင်စကားမင်းသိရနော်1 2 3 4 5မင်းပြေးတော့လို့ဟဲ့မင်းငါခွင်း2 ကြိမ်ပေးမယ်နော်မင်းပြေးတော့ငါပြေးလို့ကတော့မင်းဒီရွာထဲမှာမင်းအခန်းတလောင်းနဲ့နေရမယ်ပြေးတော့ရနိုင်တဲ့ကောင်ဆိုလို့ဘယ်ကောင်မှမရှိရှင်းတယ်နော်ဟဲ့မင်းအကောင်နဲ့ရံဖြစ်နေဒီရွာမှာငါရွာလူပြီးဆိုပေမဲ့အကောင်မနိုင်ဘူးကွာအကောင်စောက်ချက်ရှိရမဟုတ်ဘယ်သွားပြီးမရှင်းနေတော့မင်းသိသွားမယ်တို့ဟဲ့တကြီးကျွန်တော်ဒီရွာမှာလူတစ်ဆိုပေမဲ့ကျွန်တော်ကပုံမျိုးမှာဆရာကြီးဒီလိုကောင်ယူလာတာပဲရှင်းတယ်နော်တကြီးလည်းသေသွားရှင်လို့